ဈေးတွေခေါင်ခိုက်နေတဲ့ခေတ်ကြီးမှာအဓိကအချက်ကပထမဆုံးဈေးသက်သာရမယ်ပြီးရင်လိမ့်လိုက်တာနဲ့အေးပြီးတော့မျက်နှာမှာစိတ်ဝင်သွားရမယ်လိမ့်လို့လိမ့်ထားမှန်းကိုမသိအောင်ကိုပေါ့ပါရမယ်ပြီးသွားရင် white cast လုံးဝမကြံခဲ့ရဘူးဆိုရင်ဘယ်လို sunscreen မျိုးရှိမလဲအားလုံးနဲ့ကြိုက်တဲ့အချက်ဆိုရင်တော့ Q-Press moisturizing sunscreen လေးရှိရပဲဒါလေးကလေနာမည်က Aqua Splash နာမည်ကြားတာနဲ့ရေထဲကို diamond ပစ်ထိုးခြင်းစိတ်တွေဖြစ်လာသူ့ကိုမခင်ကလေပိန်ရိုးလေးလို့နာမည်ပေးထားပါတော့ပိန်ပိန်လေးအဲ့တော့မလိမ့်လိုက်ပပလေးဖြစ်နေရကွာလေပပလေးနဲ့ protection အပြည့်ပြီးတဲ့ရေဓာတ်ကို share ဖြစ်ရပိန်ပေမဲ့အားပန်နေဆိုတာဒါမျိုး gel type ကိုမှရေလိုကျဲတဲ့ texture လေးနဲ့ရေဓာတ်ကိုအပြည့်ဖြစ်ပေးနိုင်တယ်ဖြူပြီးတော့ကွက်နေတာမျိုးမရှိတဲ့အတွက်ဘလောက်ပဲလိမ့်လိမ့် white cast လုံးဝမကြံခဲ့ဘူးလိမ့်မိရနဲ့ဆိုးဆိုးပြောင်ပြောင် glow look လေးထွက်နေရကွာတိလားစစ်ကမှုမရှိဘူး mineral oil မပါဘူး fragrance မပါတဲ့အတွက် oily သမားတွေကနေပြီးတော့ sensitive သမားတွေအထိပါအဆင်ပြေရပိန်ပိန်လေးနဲ့အားရှိရဲ့ sunscreen ပေါ့နော် SPF 50+ PA+++ ပါတဲ့အတွက် UAV UVB ray တွေကနေပြီးတော့လည်းကာကွယ်ပေးရအဲ့တော့နေပူတဲ့ထွက်ပြီးပြန်လာရင်လုံးဝနေလောင်မှစိတ်ပူစရာမလိုတော့ဘူးပပလေးနဲ့အပြည့်အဝကာကွယ်ငါ sunscreen လိမ့်ထားပါလားဆိုတာမျိုးတော့မေ့သွားနိုင်စေတဲ့ sunscreen မျိုး gel type ကိုမှရေလိုကျဲတဲ့ texture နဲ့လေအစီကိုလုံးဝထိန်းပေးထားနိုင်တယ်သိလား chemical sunscreen လိမ့်ရမလား physical sunscreen လိမ့်ရမလားဆိုပြီးတော့တွေးစရာလည်းမလို तू က hybrid sunscreen ဖြစ်တဲ့အတွက် chemical ရော physical နှစ်ခုလုံးပေါင်းပြီးတော့ UV ray တွေကိုကာကွယ်ပေးရနေလောင်တံကိုကာကွယ်ပေးရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး hybrid sunscreen ဖြစ်တဲ့အတွက်လိမ့်တဲ့အခါမှာလေအစာပိုင်းတော့ blend ရတာနည်းနည်းခက်တယ်ဆိုပေမဲ့လိမ့်လိုက်တဲ့အခါမှာလေမျက်နှာပေါ်တခါတဲ့အသားတွေကိုစိတ်ဝင်သွားတယ် alcohol နဲ့လေးတော့နည်းနည်းထွက်တယ်ဆိုပေမဲ့သူ fragrance free အနံ့မပါဘူးအနံ့ sensitive သမားတွေနဲ့လည်းအဆင်ပြေရယ် Swiss glacier water နဲ့လုပ်ထားတဲ့သူအရန်အောင်ရေးတတ်ပြေသွားတယ်ပြီးရင်ဒီထဲမှာဒီ aloe vera တို့ hyaluronic လို့ရေကြီးပဲတီးတန့်ထုတ်ထားတဲ့ကောင်ကတလောကလုံးမှာရှိတဲ့ရေတွေအကုန်စုပေါင်းလိုက်ဒါဖြစ်လာလို့တော့ပြောလို့ရတခုတော့ရှိတယ်ဒီ physical sunscreen နဲ့မတည့်တဲ့သူတွေဆိုရင်တော့နည်းနည်းလိမ့်လိမ့်လေးထားနိုင်တယ်လို့မခင်တော့ထင်တယ်ဒါပေမဲ့လေတော်တော်သုံးလို့ကောင်းတယ်ဒီလားမျက်နှာတွေကိုစိတ်ဝင်သွားပြီးတော့အရန်ပြင်းတဲ့ fragrance ပါတာမျိုးမဟုတ်ဘဲနဲ့ alcohol အနံ့လေးပါတယ်အဲ့ဒါလေးကိုလည်းမခင်ကြိုက်တယ်ဗီတာမင် E တို့ဗီတာမင် B5 တို့ပါတဲ့အတွက်လည်းဒိမီယာနဲ့ပျော့ပြောင်းပြီးတော့ကြံရစ်ခဲ့တာတိုင်ကြည့်လိုက်ရင်လည်းမျက်နှာမှာတစ်ခုခုရှိနေလို့မခံစားရဘဲနဲ့ကိုယ် skin အတိုင်းပဲခံစားရတယ်ကွာအဲ့တော့အခုနွေရာသီလည်းရောက်ပြီး budget လည်း save ဖြစ်တယ် quality လည်းကောင်းတာလေးကိုလိုချင်တယ်ဆိုတော့ဒီ Q-Press ဒါလေးကိုစမ်းသုံးကြည့်ပါသူ့ရဲ့ quality ကတော်တော်နာမည်ကြီးရဲ့ကောင်နေနဲ့ပါရှင်နိုင်တဲ့ quality မျိုး moisturizing sunscreen တချို့ကအဆီတက်များတယ်ဒီ moisturizing sunscreen ကကျတော့ရေကိုများများထည့်ထားတာတော်တော်လေး budget လည်း save ဖြစ်ပြီးတော့ကောင်းလဲကောင်းတယ် quality လေးကလည်းပါတယ်ကွာဒီလားအဲ့တော့မခင်တော့တော်တော်သဘောကျတယ်။ budget လည်း save ဖြစ်တဲ့အပြင်ဘူးရောထုတ်ရောရှိရတဲ့အတွက်ကိုယ့်အတွက်အဆင်ပြေမဲ့အမောင်ဝယ်လို့ရတယ်လို့ဥပမာစမ်းသုံးကြည့်ခြင်းတဲ့သူတွေအတွက်ဆိုရင်လည်းဒီအထုပ်လေးတွေဆိုစမ်းသုံးကြည့်လို့ရတယ်ကွာ။နေလောင်တန်ဝေးရေလို Q-Press moisturizing sunscreen